Hello, Dagaro Juho Yaute, part 2 Matia Bono, Pique Kaudonga Tenaga Pawa, Manapai Assistant Daga, Yani my assistant to tomorrow, Piami, Pinson Beanie, Hote, Dara Special Service Bono, Duru Tere Hote, tomorrow's been Tonya Be, Ni Be, look at the Apine Lady tomorrow, Tapima, Ni Peace Swap Be, Bono, Sabin Pino, Makeup Pino. Okay, Dara Jama Ajane or Ajan. 这边ပိုင်းလေးကိုအရင်တော့ပြုပြင်ပေးရပေါ့နော်ဘယ်လိုရှင်တော့ညနေပိုင်းအစီအစဉ်မှာကျတော့ကျွန်မကတို့တမီလေးအတွက်ကို makeup ပိုင်းလေးကိုလည်းကျွန်မကဖြည့်စွက်ခွင့်ကိုရခဲ့တယ်ဒါလည်းအခွင့်အရေးတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါတို့တမီလေးဟုတ်ပါတယ်အနီရောင်လေးကကျွန်မလည်းအနီဝတ်ထားတော့ဟုတ်တယ်ဒါပေမဲ့ကျွန်မတော့မဟုတ်ပါဘူးမထိုင်နေတဲ့အနီရောင်လေးကတော့တို့တမီသူ့ရဲ့သပင်ကကျတော့ယောက်ျားကြီးတို့ကခါရိုင်းဆိုလို့ရှိရင်တို့ကဒီအောက်ပိုင်းအတွင်းဘက်ကိုအကုန်လုံးကိုတို့ကအပြောင်ရှိတ်ထိုးလဲရှိရပေါ့နော်သူ့ရဲ့သပင်ပုံစံကဒါပေမဲ့ဒီမင်္ဂလာပွဲအတွက်ကိုကျွန်မတို့ကသူ့ကိုသပင်အပြောင်မရိပ်ဖို့စပင်နည်းနည်းလေးရှည်ထားဖို့တော့ကိုကျွန်တော်တို့ push လုပ်ထားတာဟုတ်တယ်အဲ့ဒါကြောင့်မို့ဒီလောက်ရှည်နေသူရဲ့အတွင်းဘက်က okay ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့သူ့ရဲ့ပွဲနဲ့သူ့ရဲ့မင်္ဂလာဝတ်စုံနဲ့သူ့ရဲ့ပုံစံသူ့ရဲ့မျက်နှာနဲ့လိုက်ဖက်မဲ့ပုံစံလေးကိုတော့ကျွန်တော်တို့အတက်နိုင်ဆုံးစူးစမ်းပြီးပြင်ဆင်ချေတပေးထားတာတော့ဟုတ်ပါတယ်ဒါကကျွန်တော်တို့ညနေပိုင်း3နာရီခွဲမှစပြီးပြင်ဆင်ရင်းနဲ့အချိန်တစ်ခုတော့တွားနေပေါ့နော်အမှကြံတဲ့သူတို့တမိသားစုလုံးပေါ့နော်တတို့သားဘက်ကအမျိုးတတို့တမိဘက်ကအမျိုးတွေအကုန်လုံးကိုကျမတို့တာဝန်ယူပြီးပြင်ဆင်ပေးခဲ့တဲ့နေ့အမတ်တရားလေးပေါ့ကျမဆရာလည်းသူလှုပ်ဆက်ရှိရလောက်တွေ့စပင်ပိုင်းလေးတွေတော့ဖြည့်ဆွက်ပြီးမှထပ်ပြီးပြင်ပေးတယ်ပေါ့နော်ကျမကတော့ဒါမျက်တောင်အတူတက်ပေးနေတဲ့အချိန်မျက်တောင်တီးရဲ့အတိုင်းမျက်တောင်အတူတက်ပေးတဲ့အချိန်ဆိုလို့ရှိရင်ကျမတို့အရင်အာရုံစူးစိုက်ရတယ်လေနော်ဒါကျမလည်းပါဖြစ်တစ်ချိန်ကmakeupတင်တန်းစင်ဖြစ်တဲ့အတွက်ကြောင့်မလို့ makeup နဲ့ပတ်သက်တဲ့ဟာလေးတွေကိုတော့ကျွန်မလည်းအတွေ့အကြုံရှိရဲ့အထီးအတွေ့ရှိရဲ့ပေါ့နော်အဲဆိုတော့ဒါကျွန်မ makeup ပိုင်းကိုကျတော့ကျွန်မအခုနောက်ပိုင်းကအများအားနေ့တိုင်းထိတွေ့ပြီးလှုပ်ဆောင်နေတဲ့လုပ်ငန်းမဟုတ်တဲ့အခါမှာလည်းနည်းနည်းတော့စိုးရိမ်နေပေါ့နော်ဒါပွဲကြီးဖြစ်တဲ့အခါကျတော့ကိုပြင်မားမာတွေလည်းစိုးရိမ်နေတူနဲ့မလိုက်မဖက်ဖြစ်မာတွေကိုလည်းစိုးရိမ်နေပေါ့နော်ဒါပေမဲ့အကောင်ဆုံးလှုပ်ဆောင်ခဲ့တဲ့ပေါ့နော်ဒါပဲဖြစ်ဖြစ်ပြင်ဆင်ခွင့်ရတဲ့အခွင့်အရေးပေးတာကိုလည်းကျေးဇူးတင်နေပေါ့နော်အဲဆိုတော့သူတို့လေးများနေကလည်းတအားလိုက်ဖတ်တယ်နေရောက်စလုံးကကြရပဲသူ့အမျိုးသားလည်းထောင်မောင်းနဲ့တကယ်ကို gentleman style ဟုတ်တယ်တို့သမီးလေးကတော့မင်းကလေးသာအမျိုးသမီးသာပြောပေမဲ့သူလည်းကြရပဲမိုက်တယ်အဲဆိုတော့ကျမနည်းနည်း tomboy စနေဆိုတာတော့ဘာလဲပဲသူကတော့ကျမထပ်ပို့ပြီးမှတကယ်ကိုသူ့ရဲ့ပုံစံတို့တမီတာမင်္ဂလာဆောင်ပွဲမို့လို့ဒါသူကအဲ့လိုဝတ်စားစင်ရင်ထားမင်းမလိုဝတ်စားစင်တာကြံတဲ့အချိန်တွေမှာဆိုသူ T-shirt နဲ့ပေါင်းပြီးရှေးပဲဒါပဲလက်မောင်းမှာတတူအပြည့်နဲ့ကောတယ်အဲကြောင့်တတူရှိတိုင်းဒူမိုက်မဟုတ်ဘူးဆိုတာလေဒါတသေးပဲနော်ဒါပေမဲ့ तू ကကျတော့တက္ကသိုလ်က तू က professor ဟုတ်တယ်ဒါပေမဲ့ तू ပုံစံကကြီးလေအရင်ခုဖြစ်တယ်အဲ့လိုပေါ့ဆိုတော့ကျမတို့ပြင်တဲ့အချိန်တစ်ခုတော့တွားရပါတော့ကျမလည်းနည်းနည်းပါအလုပ်ရှုပ်တာပေါ့ဟိုရှုပ်နည်းနည်း item ခိုင်းတာပေါ့ဟိုအနောက်ကဟာအရာတတိုးတာဟုတ်ပါတယ်သူကကျတော့ဒီmusician ပိုင်းနဲ့တွေကိုသူကလုပ်တဲ့လုပ်ငန်းပိုင်ရှင်ဟုတ်တယ်
Okay ခုကတော့ကျွန်တော်မင်္ဂလာခမ်းမတဲ့ရောက်ပါပြီဒါကတော့ Holiday Villa ရဲ့ဟောဒီမင်္ဂလာခမ်းမပေါ့နော်အပြင်စင်လေးရတော့တကယ်အရင်နည်းနည်းရိုးလေးပဲဆိုပေမဲ့လည်းနည်းနည်းဘယ်လိုလဲဟို fresh ဖြစ်စေတယ်နော်သူတို့ရဲ့ပန်းပင်နေအပင်နေနဲ့လှုပ်ဆောင်ထားတာလေအမြင်လဲအေးတယ်အပြင်အရင်လွတ်လပ်မှုကိုခံစားရတယ်သူတို့ရဲ့ decoration တွေရလေဟိုလိုမျိုးပုံစံကျမတို့ဒီတိုးတလဲပုံစံလေးအဲ့လိုမျိုးလေးနဲ့ decoration လုပ်ထားတာဟုတ်တယ်သူတို့ကကျတော့တရုတ်မလေးဆက်တွေဟုတ်တယ်အဲ့ဒါကြောင့်သူတို့ရဲ့ဝတ်စုံတွေကနည်းနည်းကျမတို့မြန်မာဟိုဟာပါတိတ်လုံကြီးနဲ့တူတယ်သူတို့ဝတ်တဲ့ဝတ်စုံတွေကလေအဲ့မင်္ဂလာဆောင်ပွဲမှာလာတဲ့တူတိုင်းကလည်းသူတို့ဝတ်ထားတဲ့ပုံစံတွေကသူကဒီမလေးတရုတ်အဲ့လိုမျိုးဝတ်စုံဟုတ်တယ်သူတို့ရဲ့ဝတ်စုံနဲ့လုံကြီးလို့ပါတိတ်လုံကြီးလို့အဲ့လိုမျိုးလေးတွေပေါ့နော်ဒါကကျမရဲ့ပထမဦးဆုံးအတွေ့အကြုံဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျမအတွက်အရင် surprise လည်းဖြစ်တယ်ဒါ buffet စားတာတော့အတွေ့အကြုံပထမဦးဆုံးအတွေ့အကြုံတော့မဟုတ်ဘူးဒါပေမဲ့ဒီလိုမလေးတရုတ်လူမျိုးတွေရဲ့မင်္ဂလာဆောင်ပွဲမှာပါဝင်တာကတော့ဒါကျမရဲ့ဘဝမှာ very first time ပေါ့နော်အဲ့ဒါကြောင့်ကျမအတွက်တကယ်အရင်စိတ်ဝင်စားစရာကောင်းတဲ့ဒီမင်္ဂလာပွဲရလေပြင်တကယ်လဲအရန်ပျော်ရွှင်ခဲ့ရတယ်သူတို့ဇနီးမောင်နှံကိုကြည့်ပြီးမှသူတို့ရဲ့ဒီအမတ်တရဖန်တီးတဲ့ပုံစံလေးတွေကိုကြည့်မှအရန်ဘေးကနေပီတိပေါ့နော်ပီတိအပြုံးလေးတွေပြုံးမိရဲတကယ်လဲအရောက်ဝမ်းတာတဲ့ပါဝင်ခွင့်ရတာလေးတွေပေါ့နော်ပြီးလို့ရှင်နေရာပေးတာချင်းမှလည်းကျမတို့ကောင်းကောင်းမွန်မွန်လေးဧည့်ခံနေတေချာလေးကိုနေရာတစ်ခုပေးတယ်ပြင်ဆင်ပေးတယ်ပေါ့နော်ကျမတို့အတွက်စားဖို့နေဖို့တောက်ဖို့ကအစားအကုန်လုံးသူတို့ဘက်ကအကောင်းဆုံးပြင်ဆင်ပေးတယ်ကျမတို့နေဖို့ဟိုတယ်ကအစသူတို့ဘက်ကပဲအကုန်လုံးစစ်စင်ပေးတာပါစားဖို့တောက်ဖို့တွေကအစအဲ့တော့ဒါတော့ကျမတို့စားနေရပါတော့ကျမတို့အကုန်လုံးစားတယ်အဲ့နေ့ကကျမသွားတဲ့အချိန်မှာသူတို့ခင်းကျင်းပြထားတဲ့အစားအသောက်ဘူဖေးတန်းမှရှိတဲ့အစားအသောက်အကုန်လုံးကိုကျမတခုမှကြံမြည်ခဲ့ပါတယ်မစားဘူးလို့လားဆိုလို့လည်းမဟုတ်ဘူးစားဘူးတဲ့ဒီအစားစားတဲ့အကုန်လုံးဒါပေမဲ့ရောက်ပြီဆိုကြရတော့ကိုကအကုန်လုံးရဲ့အရာတော်ကမြည်စမ်းကြည့်ရမလို့နော်ဆိုတော့ကျမရဲ့စပွဲဝိုင်းရှိမှာဆိုလို့ရှိရင်ဟင်းနေအပြည့်ဟုတ်တယ်အဲ့လိုမျိုးဒါလည်းပျော်ရွှင်မှုတစ်ခုလေးနော်အစားတောက်တွေတစ်ခုစားနေရတယ်ဒါပျော်ရွှင်မှုတစ်ခုအဲ့ဆိုတော့ငတ်လို့စားတာလားလည်းမဟုတ်ပြန်ဘူးစားဘူးတဲ့ဒီအစားစားတယ်ဒါပေမဲ့လည်းဒီပင်္ဂလာပွဲမှာဒီလိုအစားတောက်လေးတွေစားခဲ့တယ်ဆိုတော့အမတ်တရလေးကိုခြံထားချင်တယ်ပေါ့နော်โอเคဒါကတော့သူတို့ရဲ့အမတ်တရလေးတွေကိုသူတို့ပြန်ပြီးmemory အနေနဲ့လောက်ထားတဲ့အရာလေးတွေဟုတ်တယ်တကယ်ရချစ်ဖို့ကောင်းတယ်သူတို့နေရောက်ကတူတူသမီးနဲ့တူတူသားကရုပ်လေးတွေကလေcute type ကိုတော့မတော်ဘူးဒါပေမဲ့သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကိုဖန်တီးထားတာကတကယ်အရင်ချစ်ဖို့ကောင်းတယ်သူတို့တွေလေအဲကြောင့်လူတယောက်မှာကလည်းမျက်နှာအလားကအရန်အရေးကြီးတဲ့ထဲမှာမပါဘူးတချို့ဆိုအရန်လှတဲ့အရန်ခန်းခန်းနာနာကြီးမင်္ဂလာဆောင်ကြတယ်ဒါပေမဲ့သူတို့ပျော်ရွှင်မှုခံစားချက်ဆိုတာမပေးနိုင်ကြဘူးလေနော်ဒီတိုင်းမင်္ဂလာဆောင်ဆိုမင်္ဂလာဆောင်ကြည့်မယ်သူတို့နှစ်ယောက်ကမဟုတ်သူတို့နှစ်ယောက်ရဲ့မင်္ဂလာဆောင်ကတကယ်အရန် cute ဖြစ်တယ်နော်အရန်လည်းပုတ်ပပပျော်ရွှင်မှုကိုတကယ်ခံစားရတယ်ဒါသူတို့နှစ်ယောက်ရဲ့ဘက်ကနေလာတဲ့ပရိသတ်တွေပေါ့နော်သူတို့မင်္ဂလာပွဲကိုလာပြီးပါဝင်တဲ့ချီးမြှောက်ပေးတဲ့ဒီပရိသတ်တွေကိုသူတို့ဘက်ကပြင်ဆင်ထားတဲ့ပျော်ရွှင်မှုလေးပေါ့တကယ်ကိုခံစားရတယ်သူတို့နှစ်ယောက်ရဲ့ဒီဂုံဆိုတဲ့အရာတစ်ခုထက်လွတ်လပ်နဲ့ဒီမင်္ဂလာပွဲအတွက်ကိုသူတို့ကျမတို့လာပါဝင်တဲ့သူတွေအတွက်ကိုလုံးဝခံစားချက်အပြည့်ပေးနိုင်တယ်ပေါ့နော်သူတို့เนี่ยတကယ်ပျော်ရွှင်ရတယ်သူတို့ရဲ့မင်္ဂလာဆောင်ပွဲရလေလွတ်လပ်ပေါ့ပါပဲဘာဟိုဟန်ဆောင်ပန်းဆောင်နဲ့အင်ဒရီထင်းနေတာမျိုးမရှိဘူးနေအောင်စလုံးကပွဲလဲနေအောင်စလုံးကတကယ်တိုက်ကတူတယ်ကွာတည်မလားနည်းကြရတိုက်ဖြစ်တဲ့ခါကျတော့အပေးယူညရတယ်လို့ပြောလို့ရတယ်အဲဆိုတော့ပြောစရာကောင်းခဲ့ပါတယ်ဒီမင်္ဂလာပွဲလေးကကျမတို့အတွေ့အကြုံတစ်တွေလည်းရတယ်ခွန်အားအတစ်တွေလည်းရတယ်โอเคဒါကတော့ကျမတို့သူတို့နှစ်ယောက်ကို cheers လုပ်ပြီးရပေါ့နော်ဂုဏ်ပြုပြီးတဲ့အချိန်ပေါ့ကိုရောဝိုင်းခွက်လေးနဲ့ပေါ့နော်ဒါသူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲလေးကိုအကုန်လုံးမတ်တက်ရက်ပြီးမှ
ဂုဏ်ပြုပေးတဲ့အမတ်တရားဖြစ်ပါတယ်အရင်ကတော့ဒီလိုပုံစံလေးတွေကိုနိုင်ငံခြားစကားတွေမှာပဲမြင်ဘူးခဲ့တယ်ပေါ့နော်ဒါပေမဲ့တကယ်လက်တွေ့မှာကျတော့ကိုယ်တိုင်ဒီဟာလေးတွေလိုက်လုပ်ပေးရတဲ့အချိန်တကယ်အရင် surprise ဖြစ်တယ်ကျွန်တော်တို့တွေ့ကြုံတဲ့အဲကြောင့်မို့ကျမတို့လေနေရတနေရတွားပြီးအလုပ်တစ်ခုလုပ်ပြီးဆိုလို့ရှင်အိုက်ကနေကွာလေ energy full energy ကိုပြန်ရမှာနော်ဒီလားကျမဆိုအဲ့ဒီခီးတွားပြီးအဲ့အလုပ်အဲ့ဒီအလုပ်ကိုတွားလုပ်ပြီးပြန်လာတဲ့အချိန်မှာကိုယ့်အတွက်ဒီခွန်အားအတိတ်ရတယ်ပြီးလို့ရှိရင် idea အတစ်တအားပေါ်လာတယ်ပုတ်ပဖြစ်သွားတယ်ပေါ့နော်ကျမတို့လုပ်ငန်းတစ်ခုလုပ်တဲ့အချိန်မှာအလုပ်ထဲမှာပဲနေ့အလုပ်တွားအိမ်ပြန်အလုပ်တွားအိမ်ပြန်ဆိုလို့ရှင်လူကလည်းစိတ်ဖိစီးမှုနည်းနည်းတော့ရှိရဲအဲ့ဆိုတော့ဒီလိုမျိုးခီးတွားပြီးနေရန်တစ်ကိုခီးတွားပြီးအဲ့လိုမျိုးအတွေ့အကြုံတစ်တွားလုပ်တဲ့အချိန်မှာကျမတို့အတွက်အရန် idea တစ်ပို့ပေါ်တယ်အဲ့ဒါကတို့နှစ်ယောက်စင်ပေါ်ကနေကျမတို့ကိုကျေးဇူးတင်စကားလေးတွေပြောတယ်အဲ့ခါမှာကျမရဲ့နာမည်နဲ့တကွာစင်ပေါ်ကနေခေါ်ပြီးမှကျေးဇူးတင်စကားလေးတွေပြောတဲ့အချိန်လေးတွေပေါ့နော်ကျေးဇူးလေးတင်တယ်ဒါကတော့သူတို့တဝိုင်းနားကိုတွားပြီး cheers လုပ်တာဒါကတော့သူတို့ရဲ့ထုံးတန်းစံလာအရာပေါ့နော်သူရဲ့တငယ်ချင်းတွေကသူတို့အတွက်ကိုအားရပါရပြန်ပြီးမှဂုံပြုပြီးအဲ့လိုអော်ပြီးမှဂုံပြုပြီးရဲ့စီစဉ်အဲ့ဒါတော့တူတာဟုတ်ပါတယ်အနီအောင်114နဲ့တော်တော်တူတမီလေးပေါ့ဒါသူအရင်မိန်းမဆန်ထားတာဟုတ်တယ်ဒါဂိတ်ဆုံးမဲ့မိန်းမဆန်မှုကသူကအရင်ကြရOkay ဒီခွိုင်လေးကတော့သူတို့နှစ်ယောက်ရဲ့တူသမီးနဲ့တူသားရဲ့ပုံလေးပေါ့နော်အဲ့ဒီခွိုင်လေးကိုသူတို့အပေါက်ဝနာမှာတယောက်က2ခုပေးတယ်အဲ့ဒီ2ခုနဲ့အရက်လဲတောက်လို့ရပါတယ်ဒါကတော့တူသားတူသမီးကနေပြီးမှပြင်ဆင်ထားပေးတဲ့ပျော်ရွှင်မှုလေးပေါ့နော်ဒါကတော့ညပါတီဟုတ်တယ်ဒင်နာပြီးသွားတဲ့ဘိုင်းပါတီနောက်တပိုင်းပေါ့နော်ဒါကတော့ okay တကယ်ကိုပျော်ရွှင်ခဲ့ရပါတယ်အမတ်တရားတွေလည်းရခဲ့ပါတယ်အတွေ့အကြုံတွေလည်းအများကြီးရခဲ့ပါတယ် okay ကျေးဇူးတင်ပါတယ်ကဲဒါကတော့ဒီ fashion ကတော့ Baska စီမဲ့ fashion ဖြစ်ပါတယ်ဒါကျမလည်းအာနာကုန်သွားပြီ fashion ပိုင်းမှာတော့အပေါ်မပါတော့ဘူးကျမတို့လာတော့ကတော့အင်ကာစီနဲ့လာခဲ့တာဖြစ်ပေမဲ့စီးခဲ့တဲ့ကားကတော့ဆက်ချွတ်ရင်မှုတစ်ခုကိုဖြစ်သွားတဲ့အတွက်ဂျိုဟိုးမှာထားခဲ့လိုက်ရပါတယ်အပြန်တော့ Baska လေးနဲ့ပြန်လာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ fashion ကတော့ Baska စီရမဲ့ fashion ဖြစ်ပါတယ်အဝတ်အစားအပေါ်မပါတော့ပါဘူးနေရက်ပဲနေမယ်ဆိုတဲ့ schedule နဲ့ထွက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နေရက်စာလောက်ပဲကျွန်မအဝတ်စားထိခဲ့တာဖြစ်တဲ့အတွက်ဒါကတော့ Baska စီးတဲ့ fashion ပေါ့နော်ဒါတော့ Baska ဘောအမတ်တရားလေးပဲတကယ်တော့တူပါကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်